စေရှိတော်တော်ရဏရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်တောင်းရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်တော်ရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်သာရရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောင်ရရှိသောခြေဝဲခြင်းနန္ဒစัจ java လာဘေဘုံလာနန္ဒတတဝါတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခြေရရှိသောခြေဝဲခြင်းနန္ဒစัจ java လာနန္ဒနတ်မြမာတို့ဘေးရန်ကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေသောတနတံကံမြယံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေမြယံမြယံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေဝိရိတိနေနတွေ့များစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေဘဝဆံဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေရှိတုအရသုံးရကံတာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေရှိရသုံးရကံတာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေသုကြောင့်အရသုံးရကံတာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်းကြပါစေလူအချင်းချင်းရဲ့ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေသာဓုသာဓုသာဓုဒီအားလုံးဒီသက်ချအမြတ်တမ်းပြုကြပါမယ်ရှားဒီသက်ချမယ်ဤသို့ပြုရာမြတ်ဘုံမြတ်ကိုသာဟုမကာကျူသာယေရှုအရှင်ဝိနိကေနှင့်အာတိတောအားရညပါစေအနာဝိသတိကိစ္စမှာလောကပြီးသောတပတ်ကံကဘဝသမားတို့ပြောင်းရွှေ့ကြလွန်သွားသောအာရဏဒေကမာကြီးဒေါက်တာတော်ပြုခြင်းအားရညပါစေအနာဝိ
မတွေနိစ္စဤကာယကိုစောင့်တတ်ပေတဲ့ကိုစောင့်နဲ့လေလက်စီယပိဝိငါဤဣဒ္ဓဆွေညာဆရာသမာဘုဝါကသယမယဇာဒေဝယက္ခဣဒ္ဓဘုံမာအာဂတနအထုမိုက်၍အမြတ်ဘုံညကုသလကိုရကြပါစေအမြတ်ဝိပရိတ္တတတဝါဟုနာနာလောကအနန္တတွင်အမျက်စင်လာတတဝါကဘုံဘဝနှင့်ဝိညာဏတိတိတိရှိကုဏဘာမြတ်စွာလုံးဆုံးဘုသောစေတိယတိနမြဝိရိယမြတ်ကုသိုလ်ဧဝေလောဤဒုဒလာဤပုံညကိုအမြတ်ရကြသည်ဖြစ်စေသောဘဒုံတရေဤမြေတန်သူတိလာသူနဲ့တရေမှုဒီစေသောကာရဏဒေကမတိဒေါက်တာဒေါ်ဖြစ်ဖြစ်ကိနေတကောအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ရောမူကြပါကုန်သောသာဓုသာဓုသာဓုကာရဏဒေကမတိဒေါက်တာဒေါ်ဖြစ်ဖြစ်ကိနေတကောအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ရောမူကြပါကုန်သောသာဓုသာဓုသာဓုကာရဏဒေကမတိဒေါက်တာဒေါ်ဖြစ်ဖြစ်ကိနေတကောအာလုံးကြာကြာသမျှမြတ်မြတ်မြတ်ရောမူကြပါကုန်သောသာဓုသာဓုသာဓုကဲဒီမှာကြီးလည်းအမြတ်တမ်းလို့ဖြစ်ပါတယ်အာလုံးသောမိသားစုပေါင်းတို့ဒီလည်းပဲအပုခတ်သိတောကခတ်သိဒုက္ခအကန့်သိပေါင်းတို့မှာကင်းပြီးလို့ကြပါစေအဲနောက်တစ်ခုကဘုံဘုံဒီတက်ကလေးလေးတွေထွက်လာပါပြီတက်ကလေးလေးနဲ့တက်အိမ်ကိုတမိသားစုကိုကျွန်တော်တခုပြုခံနိုင်ပါတယ်နောက်ပြီးတော့ January 1 ရက်နေ့ညနေ3 နာရီမှာတန်ခါဒါနဆွမ်းလောင်းပွဲရှိပါတယ်အဲမှာဦးဇင်းတို့တန်ခါ8 ပါးကြွပေါ့နော်တန်ခါ8 ပါးဖိတ်စာတော့မလုပ်ရဘူးနော်အဲလည်းဦးဇင်းတို့ပါပြီးတော့ဒီဝိယဌာနလေးပါဝင်ကုသိုလ်ဌာနပြပြပေးပါအောင်ဒီကြတော့ဒေါက်တာအောင်ဝင်းမိသားစုမှမိခင်ကြီးဒေါ်ကြီးပြပါတော့ယေရှုပြပြုထားမှာဖြစ်ပါတယ်အဲအားလုံးပဲကုသပေးနိုင်ပါလိမ့်